ကျွန်တော်တို့ market မှာ price တွေကိုဒီလိုမျိုးအမြဲတမ်း higher higher low ဆိုပြီးဒီလိုမျိုးအမြဲတမ်းကျွန်တော်တို့မြင်တွေ့နေရမှာမဟုတ်ဘူးကျွန်တော် တကယ် real life မှာပေါ့နော်တကယ် real ချမှာကျွန်တော်တို့ဘယ်လိုမြင်ရမှာလဲဆိုရင်ဒါမျိုးတွေပဲမြင်ရမှာကျွန်တော်တို့ကဒါမျိုးပုံစံတွေပဲကျွန်တော်တို့မြင်တွေ့နေရမှာဥပမာဒီမှာကြည့်အဲဒီမှာအမြဲတမ်းညီညီကျွန်တော်တို့မြင်နေရမှာပေါ့ဒါမျိုးတွေပဲမြင်နေရမှာဒါပါတော့trend line နဲ့ trade တယ်ဆိုပါဆိုကျွန်တော်တို့ဥပမာဒီအဲ့မှာဒီမှာဆိုရင်ကျွန်တော် trend ကို break out ဖြစ်သွားတယ်လား break out ဖြစ်သွားတဲ့အချိန်မှာဘာလို့မှလဲရောင်းရတယ်ပေါ့နော်ဥပမာbreak out ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ရောင်းမယ် direction ပြောင်းပြီပေါ့နော်ပြောင်းပြီဆိုရောင်းလိုက်တဲ့အချိန်မှာ direction ကမပြောင်းဘူးဘာဖြစ်လဲကိုယ် stop လို့ထိသွားတယ်ဘာလို့လဲ trend ကအမြဲတမ်းခဏကျွန်တော်ပြောလို့ပဲဒီကောင်ဆိုလဲဒါမျိုးအမြဲတမ်းဖြစ်နေတာမဟုတ်လို့ပဲပြီးရင်ပြီးရင်တော့ဒီလိုဆင်းသွားပြီဆိုရင်လေဒါမျိုးလေး trend လေးကဟလာဖြစ်နေမှာမဟုတ်ဘူးဒါကြောင့်မို့လို့ပဲပြီးရင်နောက်ထပ်ထားပါတော့ဥမာ support and resistance ဆိုပါစို့ဒါ support ပေါ့နော်ဥမာsupport ဒါဆို resistance ပါလားဥပမာဒါမှ support ဆိုကိုရောက်တာဖြစ်တယ်ဘာလို့မှလဲဝယ်တယ်ဥပမာပေါ့နော်ဒါဥပမာပေးတာနော်ဝယ်တယ်ဟလားအဲ့မှာဘာဖြစ်သွားလဲကို stop လို့ထိသွားထိသွားပြီးတော့ကို stop လို့ထိပြီးတော့ market က move သွားတယ်ကိုခြံထားခဲ့တာပေါ့ဗျာ direction မှန်တယ်ဟလားအကုန်လုံးမှန်တယ်ဒါပေမဲ့ဘာလို့ stop လို့ထိပြီးမှသွားတာလေနော်အဲ့လိုမျိုး market ကအမြဲတမ်းဘာလို့လဲဆိုအမြဲတမ်းကျွန်တော်ဒီလိုဖြစ်နေမှာမဟုတ်ဘူးဟုတ်တယ်မလားဗါလေအမြဲတမ်း market ကအဲ့လိုဖြစ်နေမှာမဟုတ်ဘူးနောက်တဲ့အတူတူပဲဒီဟာဆိုလဲတော့ဘာလို့လဲ structure ဒါဆိုရင် structure break တယ်လား structure break တယ် structure break ပြီ structure break ပြီဆိုတော့ဘာလို့မှလဲရောင်းမယ်ဘာဖြစ်တော့ direction အဲ့တော့ဒါဒီ break လားတကယ် break မဟုတ်ဘူးဘာဖြစ်တော့ကို stop လို့ထိသွားတယ် support and resistance နဲ့ trade လို့ရှုံးတာလားမဟုတ်ဘူး trend line နဲ့ trade လို့ရှုံးတာလားမဟုတ်ဘူး structure break တွေဘာတွေလားပြောဒီတခြား strategy တွေပေါ့နော် trading strategy ကြိုက်တဲ့ခေါင်းစဉ်တက်ပြဘယ်လို trading strategy ပဲဘယ်လို strategy ပဲအဲ့လို specifically ပေါ့နော်အဲ့ဒီ strategy နဲ့ trade နေလို့ရှုံးတာလားဆိုတော့မဟုတ်ဘူး liquidity ကိုနားမလည်လို့ရှုံးနေတာနော်အဲ့တော့ကျွန်တော်ဒီ video မှာ liquidity အကြောင်းကိုကျွန်တော်ပြပြပေးမယ်အဲ့တော့ကျွန်တော်ဒီ market မှာဒီ price တွေပေါ့နော်ဘာလို့ခဏပြောလို့ဒီလိုလေးမသွားဘဲနဲ့ဘာလို့ဒီလိုမျိုးတွေသွားနေရလဲဆိုတာကိုတကယ်နားလည်သဘောပေါက်ဖို့ဆိုအဲ့ liquidity ကိုနားလည်မှရမှာအဲ့တော့ liquidity ဆိုတာကျွန်တော်တို့အကုန်လုံးနားလည်အောင်ကျွန်တော်ရှင်းပြောရမယ်ဆိုရင်ကျွန်တော်ဒီ market ထဲမှာအယောင်းဝယ် order တွေအများကြီးစုပုံနေတဲ့နေရာလေးကိုပြောတာ price ကသူက random ရှောက်သွားနေတာမဟုတ်သူက liquidity ရှိတဲ့နေရာတွေကိုသွားနေတာဘာလို့လဲဆိုတော့ခဏကျွန်တော်ပြောလို့ပဲလေ liquidity ဆိုတာအယောင်းဝယ် order တွေစုပုံနေတဲ့နေရာလို့ကျွန်တော်ပြောရလေအဲ့တော့ဒီ market ထဲမှာကျွန်တော်တွေက market ထဲမှာကျွန်တော် institution တွေရှိတယ်ပြီးတော့နောက်တစ်ခုက retail trader တွေ institutional money ဆိုတာကျွန်တော်ဒီ ban တွေ government တွေပြီးရင်ကျွန်တော်ဒီလုပ်ငန်းကုမ္ပဏီကြီးတွေเนาะအဲ့ဒါမျိုးကြီးတွေပေါ့နော်သူတို့ကကျွန်တော်တို့လို market ကြည့်ပြီးတော့ကျွန်တော်တို့ဒီလို chat ကြီးကိုကြည့်ပြီးတော့မှသူတို့ trader မဟုတ်ဘူးကျွန်တော်ဒီ retail trader တွေဆိုတာကျွန်တော် chat ကြည့်ပြီးတော့ကျွန်တော်အယောင်းဝယ်လုပ်တဲ့သူတွေပေါ့နော်ပြန် small money လေးတွေပေါ့ဒါအဲ့တော့ကျွန်တော်အလွဲမှတ်ထားပါဗျာဒါကကျ big money ဒါကို small money လို့အလွဲမှတ်ထားလိုက် trading for beginner ဆိုတဲ့ video မှာကျွန်တော်တေချာလေးပြောပြထားရှင်းပြထားကြမကြည့်ရသေးအဲ့ဒါရင်သွားကြည့်လိုက်ပေါ့နော်အဲ့တော့ market ထဲမှာ institutional money တွေရယ် retail money တွေနှစ်မျိုးရှိတယ်သူတို့ကရောင်းဝယ်လုပ်နေကြတာကျွန်တော်ပြောလို့ပဲ liquidity ဆိုတာကိုပြန်သွားမယ် liquidity ဆိုတာကျွန်တော်ပြောလို့ပဲ order တွေအများကြီးစုပုံနေတဲ့နေရာ okay နော်ကျွန်တော်ဥပမာပေါ့ဥပမာ institution တွေက$1 billion ကို institution တွေက$1 billionကိုသူကဝယ်မယ်ဆိုပါစို့ဝယ်ပဲဆိုရင်ဒီ$1 billion ဘိုးလုံးကိုရောင်းနေသူရှိမှတော့$1 billion ဘိုးဝယ်လို့ရမှာလीအဲ့တော့ခါကျတော့ကျွန်တော်မြင်သားကိုကျွန်တော် USD MMK နဲ့ကျွန်တော်ဥပမာပေးမယ်နော် USD MMK နဲ့ကျွန်တော်ဥပမာပေးမယ်ဆိုပါစို့$1ကိုကျွန်တော်တို့တွေကဒီလက်ရှိဈေးကဥပမာပေါ့နော်$3,500ရှိရဆိုပါစို့$3,500ရှိအဲ့မှာ institution တွေကဝယ်မယ်ဆိုပါစို့ဝယ်တော့မယ်$3,500နဲ့ဝယ်မှာဒါပေမဲ့$3,500မှာ$3,500ဘိုးနဲ့$1 billionဝယ်လို့မရဘူးဘာလို့လဲဆိုတော့$3,500နဲ့$1 billion ရောင်းတဲ့သူမရှိဘူး$3,500မှာထားပါတော့$1,000မိုးရောင်းတဲ့သူရှိကောင်းရှိလိမ့်မယ်နော်ထားပါ 10k $1,000မိုးရောင်းတဲ့သူရှိတယ်အဲ့ဒါကျရင်သူဘာလို့မလဲ$1,000မိုးသူဘာလို့မဝယ်လိုက်မှာအဲ့ဒီတော့ price ကဘာဖြစ်လာလဲ$1,000ဈေးတန်းကို price ကဘာဖြစ်လာမှာရောက်လာတာအဲ့ဒီမှာသူကထားပါတော့အမှသူကဝယ်လိုက်မယ်ဝယ်လိုက်ချိန်မှာ$1,000ဘိုးကဝယ်ပြီးသွားပြီအဲ့ချိန်မှာ$1,000မိုးရောင်းတဲ့ order တွေကကုန်သွားပြီဆိုရင်နောက်ထပ်ထားပါတော့
ဒေါ်လာကိုပို့ပြီးတက်တာတဲ့ဈေးနဲ့ပေါ့နော်3200ဈေးနဲ့ရောင်းနေသူရှိတယ်သူကတော့တသိန်းမိုးရောင်းတယ်တသိန်းပိုးလောက်ရှိမယ်တိုတယ်ပေါ့တူးတယ်လည်းဖြစ်မယ်ဟလားအများကြီးပေါင်းနေရလည်းဖြစ်မယ်ဗျာအဲ့တော့သူကဘာဖြစ်လာမှာဈေးကဆင်းလာပြီးတော့ဘာလုပ်မှာလဲအဲ့မှာလည်းသူကဝယ်မှာအဲ့မှာဒီမှာကျတသိန်းမိုးဝယ်သွားမယ်ဒီမှာ1000မိုးဝယ်တော့တသိန်း1000မိုး1ဘီလီယံဘိုးတွေကမှသူတသိန်း1000မိုးဝယ်ပြီးသွားပြီသူတိုတယ်ဝယ်မှာဒီ1ဘီလီယံဘိုးဝယ်မှာ1ဘီလီယံမပြည့်သေးဘူးမပြည့်မချင်းသူကဝယ်မှာပဲဟုတ်တယ်နော်အဲ့တော့ဒါဆိုရင်ဒီဈေးထဲမှာလည်းထားပါတော့ကုန်သွားပြီโอเคရောင်းနေတော့မရှိတော့အော်ဒါတွေကကုန်သွားပြီအဲ့လိုပဲနောက်ထပ်3000ဝန်းနဲ့ရောင်းနေသူထပ်ပေါ်လာပြန်ပြီတဲ့ဆိုတော့အဲ့မှာပြန်သွားခွင့်ပြန်မှာသူကโอเคနော်နောက်ဆုံးပြန်အဲ့လိုဝင်းနဲ့အဲ့လိုပတ်ဝယ်တာပေါ့နော်ဒီဈေးဝန်းကျင်နေမှာနောက်ဆုံးမှာလုံးဝကြီးကိုကုန်သွားပြီโอเคနော်ကုန်သွားပြီဒါဆိုရင်ဘာဖြစ်သွားပြီလဲဒီဈေးတန်းဒီ3500နဲ့3200ဝန်းကျင်နေမှာရောင်းနေသူကလုံးဝမရှိတော့အဲ့တော့ supply နဲ့ demand နဲ့ဘယ်သူကပိုများနေလဲ demand ကပိုများပြီးတော့ supply ကဘာဖြစ်သွားနည်းသွားတာ demand များရင်ဘာဖြစ်သွားမှာဈေးကတက်ပြီလေဟုတ်တယ်မလားအဲ့တော့တခြားရောင်းတဲ့သူတွေကဈေးတင်ပြီးတော့ရောင်းတဲ့သူတွေပဲရှိတော့မှာဥပမာဒါပါဒီနား4000တန်းပေါ့ဒီနားမှာ4000နဲ့ရောင်းတဲ့သူတော့ရှိတယ်သူကတော့2သိန်းမိုးရောင်းတယ်200k 2သိန်းမိုးရောင်းတဲ့သူရှိတယ်ဆိုတော့ဘာဖြစ်သွားမှာအကြံအဲ့ကိုဈေးကဘာဖြစ်သွားမှာလဲအဲ့2သိန်းမိုးရောင်းတဲ့သူစီကနေတော့ဘာဖြစ်မှာဝယ်မှာโอเคနော်ဒီ institution တွေက1ဘီလီယံဘူးမပြည့်မချင်းတော့ဝယ်နေမှာနောက်ဆုံးဒီမှာလဲကုန်သွားပြီဆိုရင်မရှိတော့ဘူးလုံးဝကိုမရှိတော့ဘူးနောက်ဆုံးဘယ်မှာရှိမလဲထားပါတော့ကျွန်တော်တို့အမြင့်အပေါ်ဈေးတန်းမှာဒီမှာထားပါတော့4500နဲ့ရောင်းတဲ့သူဒီမှာတော့ကောင်းအများကြီးရှိတယ်ဒီမှာတော့ပြုံနေတာပဲဟလားဒီနားလေးမှာပြုံနေတာပဲဒါပါ4500တို့4300တို့စသဖြင့်ပေါ့နော်ပြုံနေတာပဲဒီနားမှာဒီဈေးတန်းမှာတွေရောင်းနေတဲ့သူတွေရှိတယ်အမြင့်ဈေးတွေနဲ့အကြံရင်ဘာဖြစ်လာမှာကဒါမျိုးဘာဖြစ်သွားမှာထောင်တက်သွားမှာအဲ့တော့အဲ့ဒါမှကြည့်လိုက်နော်အဲ့ဒီထောင်တက်သွားမှာအဲ့တော့ဒါဆိုဒီမှာကြည့်လိုက်လေအဲ့ဒါ liquidity ပဲ price တွေကဘယ်ကို move နေရလဲ liquidity တွေရှိတဲ့နေရာတွေကို move နေတာဒီမှာဗျာဒါတွေ liquidity ပဲလေဒီနား order တယ်အဲ့တော့ liquidity တွေစီသွားလာတယ်ဟုတ်လားနောက်တော့ဒီမှာ liquidity ပေါ်လာတယ်ဒီ liquidity စီသွားတယ်နောက်ဆုံးဒီမှာ order တွေကုန်သွားပြီဆိုရင်နောက်ထပ်တခြားဘာဖြစ်တာ liquidity စီသွားမှာပဲဒါသူ့ရဲ့ next direction ပဲအဲ့တော့ markets တွေကသူကရှောက်သွားနေရမဟုတ်ဘူးဘယ်တွေကိုသွားနေရလဲဆိုရင် liquidity ရှိရဲ့နေရာတွေကိုသွားနေတာဒါလေးကို understand ကျွန်တော်တို့ဖြစ်ထားပဲပေါ့နော်ဒါ liquidation ရဲ့ဥပမာပဲဒါကြောင့် market ကကျွန်တော်တို့ကဘယ်တော့မှကျွန်တော်တို့ပထမဆုံးပြောသလိုပဲညီညာလေးနဲ့ဟလာ high ဒါမျိုးလေးကျွန်တော်တို့မြင်နေရမှာမဟုတ်ဘူး market တက်ပြီဆိုအဲ့တော့ဒါဒီ market ဒီ1ဘီလီယံဒေါ်လာဘူးမပြည့်မချင်းဝယ်မှာဖြစ်တယ်သူဒီအတက်ဘက်ကိုသွားမှာပဲသိကြတယ်ဒါပေမဲ့ဘာဖြစ်လဲဒီလိုမျိုးသွားသလားမသွားဘူးဒီနားသွားလိုက်ပြန်တက်လာလိုက်ပြီးရင်ပြန်ဆင်းသွားလိုက်နဲ့ဝိလေကြောင်ဘက်တွေလုပ်ပြီးမှဘာဖြစ်တာလဲတက်သွားတာအဲ့တော့ဒါ liquidity နဲ့ပတ်သက်တဲ့ဒါ institution နဲ့ retail trader တွေ market chart မှုတဲ့ပုံစံအဲ့တော့ဒီမှာလည်းလိုပဲလေဒါ price တွေဘယ်တွေဥတီပြီးသွား liquidation တွေသွားတယ်နောက်ဆုံးဒီမှာဆိုကျွန်တော်ကြည့်လိုက်မယ်ဒီ area မှာလုံးဝ price ကုန်သွားပြီနော်ဈေးတန်းမှာရောင်းနေသူလုံးဝမရှိတော့ဘူးဆိုတော့ဘယ်သွားလဲသွားပြီလေသူကအဲ့တော့ကျွန်တော်တို့ဥပမာပေါ့နော်ဥပမာဆိုပါစို့ဥပမာပေါ့နော်ဒီမှာ structure break ပြီstructure break ပြီရောင်းသားကြီးတို့ရောင်းတော့ဆိုပြီးတော့ရောင်းကြမယ်ဗျာဥပမာရောင်းကြရလားဒီမှာ order တွေအများကြီးပဲ right ဒီမှာရောင်းတဲ့ order တွေအများကြီးဖြစ်လာစုပြုံလာမှာဘာလို့လဲဒီမှာ structure break ပြီဆိုပြီးသူတို့ကလည်းရောင်းအဲ့တော့ပြီးတော့ဒီမှာ trend line trader တွေကလည်းဒီမှာ trend break ပြီဆိုသူတို့ကလည်းရောင်းပြန်မှာအဲ့တော့ဘာဖြစ်လာလဲဟို strategy ဘောင်းစုံကနေလာစုနေတည်မလားလာစုတွေတော့ဘာဖြစ်လာဆို order တွေကဒီနားမှာစုပြုံလာပြီဆိုတော့ကျွန်တော်ပြောလို့ပဲ price ကို move စေတာဒီ retailer institution ရပဲ price တွေကို move နိုင်တာ okay နော် retail တွေရဲ့ပမာဏဆိုတာဒီတိလေးပဲအဲ့တော့မှန်တယ်သူတို့ဒီရောင်းတယ်သူတို့ရဲ့ရောင်းအားလေးဟာဘယ်လောက်ရှိမှာတော့ဟုတ်တယ်မလားသူတို့ရောင်းသမျှကို institution ကဘာလုပ်မှာဝယ်မှာလေဟုတ်တယ်မလားအဲ့တော့သူတို့ရောင်းသမျှပမာဏဒီ institution ရဲ့ဝယ်အားကိုသူတို့နိုင်တယ်လားမနိုင်ဘူးသူတို့ရောင်းတာကဒီခဏကျွန်တော်ပြောဒီစုပြုံနေတဲ့လူတွေစုပေါင်းလိုက်မှာဟာလားဘယ်လောက်ဖိုးရှိမလဲဥပမာတသိန်းမိုးရှိသွားမယ်ဆိုပါစို့ဒေါ်လာတသိန်းမိုးရှိမယ်
ဒီ not retail တွေအားလုံးပေါင်းလိုက်မှာဒေါ်လာ3သိန်းပို့လောက်ပဲရှိမှာဥပမာဒါပေမဲ့ institution ဝယ်နေတာဘယ်လောက်လဲ1 billion အဲ့တော့3သိန်းပို့ဆိုတာခဏလေးနဲ့မဖြစ်အဲ့ကြောင့်ဒီမှာကြည့်တယ်လေကျွန်တော်ကခဏလေးနဲ့မပြည့်သွားဘူးလား order market ကဒီလောက်လေးပဲဆင်းလိုက်ရတယ်ပြည့်သွားတဲ့အချိန်မှာမဖြစ်သွားရင်လေ institution ကနောက်တော့ next ဒီမှာကုန်သွားပြီကုန်သွားတဲ့အတွက် next liquidity ဘယ်မှာရှိမှာလဲဒီမှာရှိမှာနောက်ထပ်တခြားဈေးကြီးတဲ့ order တွေဒီနား liquidity အားလုံးသိမ်းကျုံပြီးတော့ဘာလို့ပါယူသွားပြီ market ကဘာဖြစ်သွားလဲတက်သွားပြီသူတို့တွေဘာဖြစ်သွားပြီလဲကြံခဲ့ပြီ institution တွေကဘယ်ကိုဥတည်နေလဲဆိုတာမသိလို့စန့်ကျင်ဘက်ဖြစ်သွားတာအဲ့တော့ institution တွေဒီ liquidity ရှိတဲ့နေရာကိုသွားနေမှာပဲပြီးရင်ကျွန်တော်ဒီ institution တွေကသူတို့ဒီ order တွေပေါ့နော်သူတို့ကလုံလောက်တဲ့ order တွေမရမချင်းသူတို့က liquidity create လုပ်တယ်သူတို့ကိုယ်တိုင်ကလည်း liquidity ကို create လုပ်တယ်ဥပမာဆိုပါစို့အဲ့တော့ institution တွေကဘာလုပ်မှာလဲသူတို့က$1 billion ကိုသူတို့ကဝယ်မှာ okay ဒါပေမဲ့ order မရှိတဲ့တော့ဘာလုပ်မှာ liquidity create လုပ်မှာသူတို့ကိုယ်တိုင် create လုပ်မှာအဲ့တော့သူတို့ကဘာလုပ်လိုက်မှာလဲဆိုတော့ဝယ်လိုက်တယ်သူတို့ဝယ်လိုက်တဲ့ဈေးကဘာဖြစ်လာမှာလဲထောင်တက်လာချိန်မှာသူတို့က price ကအဲ့လိုသူတို့ဝယ်နေသူတို့ရောင်းတဲ့လူတွေက order တွေကကုန်သွားတာ liquidity ကကုန်သွားချိန်မှာသူတို့ကဒီဈေးကြီးတဲ့ liquidity ရှိတယ်အဲ့ဒီကိုတည်းသူတို့မသွားခြင်းသေးဘူးဈေးအများကြီးလေသူတို့ပေးမဝယ်ခြင်းသေးဘူးဈေးနည်းနည်းနဲ့တသက်နဲ့လည်းသူတို့ရားခြင်းသေးတယ်ဟုတ်တယ်မလားရားခြင်းနဲ့သူတို့ကဘာလုပ်မှာလဲဆိုတော့သူတို့ထဲမှာရှိတဲ့1 billion တွေကနေသူတို့ကခဏနေတော့ထားပါတော့ဒီနားမှာ3သိန်းဘိုးသူတို့ဝယ်လိုက်တယ်ဆိုပါစို့3သိန်းဘိုးတွေကသူကချက်ချင်းရုပ်တရက်သူက9000ဘိုးလောက်ကိုသူကခဏထုတ်ရောင်းပလိုက်တာသူတို့ကထုတ်ရောင်းလိုက်ပါသူတို့ဖိရောင်းလိုက်ပါသူတို့ကတပြုံလိုက်ကြီးသူတို့ဖိရောင်းလိုက်တာဖြစ်တဲ့ဈေးကဘာဖြစ်သွားခဏချက်ချင်းဒီလိုမဖြစ်သွားဘူးလားဖြစ်သွားမှာထိုးကြသွားမှာချက်ချင်းရုပ်တရက်ဖြစ်သွားတဲ့အချိန်မှာသူ ready တွေစိတ်ခံစားခြင်းမှာဘလို့ဖြစ်လာလဲဆိုဟာဈေးကကြတော့မှဆိုတော့ ready တွေကြောက်စိတ်တွေကဝင်လာတဲ့အချိန်မှာအမှ ready တွေဘာဖြစ်တာအကုန်လုံးကထိုးရောင်ပြီအမှ ready တွေသူတို့ဘာလို့လဲ bait လုပ်တာပေါ့ ready တွေ bait လုပ်တယ်လို့သွားဖြစ်တာသွားဖြစ်တော့ ready တွေကုန်လာဒီချိန်မှာဘာလုပ်ကြပြီ emotion ဖြစ်ပြီလေအာဈေးကြတော့မှထင်တယ်အဲ့တော့ဘာဖြစ်တာ ready တွေကုန်လာပြုံပြီးတော့တပြုံလိုက်ကြီးပါတော့ရောင်းပြီအကုန်လုံးကစုပြုံပြီးရောင်းတော့တာအဲ့တော့ရောင်းလိုက်ပြီဆိုတော့အရောင်း order တွေဘာဖြစ်လိုက်လဲစုမပြုံလာဘူးလားအရောင်း order တွေစုပြုံလာတဲ့အချိန်မှာကျမှကျွန်တော်တွေကအဲ့ဒီအရောင်း order တွေအားလုံးကို institution တွေကသိမ်းပြီးတော့ဘာလုပ်ပြီလဲဝယ်ပြီးသူတို့ကဝယ်ပြီးအမှာ ready တွေကကုန်ပြီဆိုတာနဲ့ institution တွေကဘာလုပ်တော့မှာဆက်သွားတော့မှာသူက okay နော်အဲ့တော့ကျွန်တော်တွေကဒီလိုလေးတွေမြင်ပြီဒါဆိုရင်ဗာလဲ institution တွေက liquidate လုပ်တော့မှာဒါတွေက institution တွေက liquidity create လုပ်နေတာသူတို့ဒီ liquidity ကိုစုပြီးအဲ့ liquidity အားလုံးဘာလုပ်မှာလဲသိန်းကျုံယူပြီးသွားရင်သွားတော့မှာသူတို့လိုချင်တဲ့ order ပမာဏမရမချင်းသူတို့ဒီအမြဲတမ်း liquidity ကိုသူတို့က create လုပ်နေတာနော်ပြီးမှကျွန်တော်တို့က new liquidity ကိုသွားမှာကျွန်တော် price က okay နော်အဲ့သဘောတရားလေးပေါ့အဲ့လိုပဲဒီမှာ price မှာကျွန်တော်ကြည့်လိုက်မယ်လေကျွန်တော်ရဲ့ဒီကျွန်တော် US ကျွန်တော်ရှေ့တစ်ဘက်က entry နဲ့ပဲကျွန်တော်ပြရမယ်ဒီဟာဒါကျွန်တော်ဂျွန်လာတစ်လလုံးမှာကျွန်တော် trade ခဲ့တဲ့ entry တွေပေါ့နော်ဒီဟာကိုကျွန်တော် break down လုပ်ပေးထားတဲ့ video ရှိရမကြည့်ရသေးရင်တော့ကြည့်လိုက်ပေါ့နော်ကျွန်တော်ဒါဆိုရင်ကျွန်တော် entry တွေပေါ့နော်ဒီမှာကျွန်တော် entry တွေဆိုကြည့်ကျွန်တော်ဆိုရင် liquidity clear ဖြစ်ပြီဆိုမှကျွန်တော်တော့ဝင်တာဥပမာဒီမှာကြည့်ဒါဆိုရင်အဲ့လိုပဲလေကျွန်တော်ဒီမှာ liquidity ဘယ်နာရှိမလဲကျွန်တော်ဒီမှာ liquidity ရှိမယ် right ဒီမှာ liquidity ရှိမယ်ပြီးရင်ဒီနားမှာရှိမယ်လားဒီ low တွေမှာရှိတယ်လားဒီ low တွေမှာရှိမယ်လေဟုတ်တယ်မလားအဲ့ liquidity အားလုံးဘာလို့သွားပြီလဲ take out လုပ်သွားပြီ take out လုပ်သွားဆိုတော့ market ကဘာဖြစ်သွားလဲ clear ဖြစ်သွားပြီ liquidity clear ဖြစ်သွားဆိုကျွန်တော် anti ပေါက်တာဝင်ပြီလေဟုတ်တယ်မလားအဲ့တော့ market ကဘာလဲတကယ် move ပြီဒီမှာတော့ဒါတော့မှဒီမှာ liquidity ထပ်ပြီးတော့ clear လုပ်သွားပြီเนาะတွေ့လားဒီ liquidity ကို clear လုပ်တယ်ဒီ low မှာရှိတဲ့ liquidity ကိုလည်း clear ထပ်လုပ်တယ်ပြီးဒီမှာ clear လုပ်တယ်အားလုံး clear ဖြစ်သွားတဲ့အချိန်မှာကျွန်တော် entry ဝင်တယ်ပြီးသွားပြီ okay เนาะအဲ့တော့ကျွန်တော်ကအဲ့လို liquidity ကိုနားလေတဲ့အတွက် liquidity ကိုကျွန်တော်သတိထားပြီး liquidity clear ဖြစ်မှကျွန်တော် entry ဝင်တဲ့အတွက်ကျွန်တော်ရဲ့ HD ကဘာဖြစ်လဲဆိုတော့ကောင်းတယ်မလိုလားတဲ့ loss တွေကျွန်တော်လည်းရှောင်နိုင်တယ်ဗျာဟုတ်တယ်မလားကွာ liquidity ဆိုတာသူကတကယ်ဒီကျွန်တော် price တွေကို move on လုပ်ပေးတဲ့လောင်စာလိုပဲသူကဒီ liquidity တွေကိုစီကိုပဲ market price တွေကသွားနေတာဒါကြောင့်မို့ကျွန်တော်တို့ trading မှာဒီ trading strategy မတိုင်ခင်ကတည်းက liquidity ကိုနားလည်ထားဖို့အရေးကြီးတယ်